300ရန် crown ပဲ ဟာလေချက်ကမမျောနေရလား အဲ့ကျက်ဆိုတဲ့လူကချမ်းသာလဲတေလဲ လူကျင်တာအကုန်ရတဲ့ဘဝမှာရုပ်ရှင်မင်းသမီးလားမော်ဒယ်လားမစ်လားလက်ပြောက်တစ်ချက်တီးရတော့အိုးအပုံလိုက်အကုန်ကြလာမှာဒီမှာရရင်ရမရရင်အိမ်နီးချင်းနိုင်ငံကိုဖုန်းဆက်ပြီးတော့ကျွန်တော်အတွက်ဘော်ရီဂက်တယောက်တော့အမြန်ရှာပြီးတော့ဘော်ရီဂက်ပါဆိုကမှယောက်ျားလေးမခေါ်ဘူးအင်္ဂလိပ်ညံ့ညံ့လေးဒါကျမ boss ရဲ့က ဒီကားကိုထုချေရိုက်ခွဲမလို့ Hey ရှင်တို့စံပြုံးမကြိုင်ဆက်မလို့ရှင်တို့ကိုရှင်တို့သွားပြန်ပေါက်တဲ့အရွယ်လို့ထင်ဆက်လုံနော် သွားဆရာဝန်လားမသိဒီတစ်ချောင်းဆိုင်အောင်တော့ကြာလန့်သွားလား မင်းနာမည်က Mary 2ပါ ငါမကြိုက်ဘူးနာမည်ပြောင်းအောင်ကပ်ဘူးလို့ပေးတယ် နလက်ထဲဇက်ကိုလူအဲ့ဒီဘော်ရီကမှာငါနဲ့စားလက်စားချစ် check ကနလေးသွားတော့မယ် အခဏလေးပေါ့ကျေးဇူးပဲချက်ကိုစိုးရင်ပြီးရတော့ မလိုပါဘူးMary တောင်းမှာမရ မေရီ2ကငါတို့ရွာနဲ့မိသားစုအတွက်တော့ဘုရားရှင်ကဖန်ဆင်းပေးတဲ့နတ်သမီးလေးတစ်ပါးပေါ့ကွာ တွေးချင်းတို့ရဲ့ဂျုံမွေးမြေ ရွာပဲလွှင့်တာငါ့ကို တိုင်းငယ်လေလာလမ်းမှာကန့်နိုင်ရင်တော်တော်မျက်စိနှောက်ကိုကောင်ကန်ထဲ မေရီထူးနဲ့ကတော်တော်ရင်းနှီးတဲ့ပုံပဲနော် ။ဩရင်းလေးဆိုငါနဲ့မေရီ2နဲ့ကဟိုးငယ်ငယ်လေးတွေကအတူအိတ်အတူစား တူအိတ်တူစားဘယ်ရွယ်လေးစားကြ သူရံတက်ပြီးအလုံးမလုံးခင်ချင်းကြီးငယ်ကသူ့လက်ဝဲပွဲဝါလုံးပြအားပေးကြ ခါလေးကြည့်ရအဲ့ဓာတ်ပုံလေးအနေနဲ့ရပုံလို့တိတ်ထားတာမေရီထူးမင်းပါစားကိုပိတ်ထားနော်ငါဒေါသမထွက်ခင်မင်းငါမျက်စိရှိရင်ချက်ချင်းထွက်သွား ထွက်သွားမှာ စီဝိုင်းပြန်ပါမောနေတော့ကြာ ချစ်ချင်းမြတ်တာကိုကငွေနဲ့ဝယ်လို့ရမယ်ဒီထင်နေတော့မဲလား ကျွန်တော်ဝယ်သိရင်အကုန်ဝယ်ပလိုက် စီဝိုင်းပြန်ပါစီမောနေတော့ကြာ ရှင်တို့ပတ်စံရှိတိုင်းထင်တိုင်းကျဲတတ်တယ်အတ္တကြီးပြီးစိတ်ဓာတ်အောက်တန်းကြတဲ့ကျွန်မတော့ကြောက်သွား